ကျွန်ုပ်ဟာပြည်မြို့စကားတော်ဆရာတော်ဘုရားကြီးတက်ရှိထင်ရှားရှိစဉ်အခါကစကားတော်ကျောင်းတိုင်းကိုမကြာခဏသွားရောက်ပြီးတော့ဆရာတော်ဘုရားကြီးကိုတိလို့သမျှအချက်တွေကိုမေးလျှောက်တတ်ပါတယ်။ဆရာတော်ကြီးကလည်းစေတနာထူးပြီးတော့စိတ်ချလက်ရှိဖြေကြားတတ်ပါတယ်။တညမှာကျွန်ုပ်ဟာစကားတော်ကျောင်းတိုင်းကိုရောက်သွားပါတယ်။ကျွန်ုပ်နဲ့တူပြည်တက္ကသိုလ်သင်္ချာဌာနကဦးသိန်းထွန်းနဲ့ကိုတန်းနိုင်တို့လည်းပါပါတယ်။ကျွန်ုပ်တို့ဟာဆရာတော်ဘုရားကြီးရဲ့အခန်းကိုဝင်ပြီးဆရာတော်ဘုရားကြီးကိုကြောကြပါတယ်။အဲဒီနောက်သင်တဲ့နေရာတွေမှာထိုင်ရပါတယ်။အဲ့ဒီညကကျွန်ုပ်ဟာဆရာတော်ဘုရားကြီးကိုမဟာပထမန်ဘိုးဘိုးအောင်နဲ့ဆက်ဆက်ပြီးတော့မေးလျှောက်ခဲ့ပါတယ်။ဆရာတော်ဘုရားစီမဟာပထမန်ဘိုးဘိုးအောင်ရောက်လာပြီးဂါထာပေးခဲ့တယ်လို့ပြောကြပါတယ်ဘုရား။မဟာပထမန်ဘိုးဘိုးအောင်ရောက်လာပုံကိုပြောပြပါဘုရား။အဲ့ဒီခါမှာဆရာတော်ကြီးကအစကတော့ဘိုးဘိုးအောင်ရဲ့လို့မသိပါဘူး။နောက်တော့မှကျောင်းကိုရောက်လာတဲ့တကားတွေပြောတော့မှဘိုးဘိုးအောင်လို့သိရတာ။ဘုန်းကြီးကအဲ့ဒီတုန်းက9000ကျောင်းမှနေတယ်။ဆရာကြီးတို့တက္ကသိုလ်နဲ့တိတ်မဝေးဘူးသိတယ်မလား။အဲ့ဒီခါမှာကျွန်တော်ကသိပါတယ်ဖေ။အဲ့ဒီတုန်းကစစ်အတွင်းကတောကိုပို့ထားတဲ့စာအုပ်တစ်တာလေးရောက်လာလို့တစ်တာကိုဖွင့်ပြီးစာအုပ်တွေကိုကြည့်နေတာအမီးနှခွကောင်တွေကစာအုပ်အနောက်တွေကိုကိုက်ထားလို့စာအုပ်တွေကအတော်ပြက်စီးနေတယ်ဒါနဲ့ဘုန်းကြီးကစာအုပ်တွေကိုခါပြီးကောင်းတာနဲ့ပြက်တာတပုံစီပုံနေတာအဲ့လိုလုံနေတော့ရသစ်လူပုပ်ကိုတူရောက်လာတယ်ခြေထောက်မှလည်းဖုံနေနဲ့အဲ့ဒီပုပ်ကိုကဘုန်းကြီးအနားမှာလာထိုင်ပြီးဘာတွေလုံနေတာတုံးလို့မေးပါတယ်ဘုန်းကြီးကလည်းဘုန်းကြီးဆိုတော့ဘုန်းကြီးအလုပ်လုံနေတာပေါ်လို့ခက်ပြက်ပြက်ပြောလိုက်ပါတယ်အဲ့ဒီတော့အဲ့ဒီပုဂ္ဂိုလ်ကဘာမှဆက်မပြောဘူးဘုန်းကြီးလှုပ်တာကိုထိုင်ကြည့်နေတယ်ဘုန်းကြီးလည်းစာအုပ်တွေတပုံစီထပ်ပြီးတော့ကုတီသွားအောင်မယ်ဆိုပြီးအောက်ကိုဆင်းသွားတယ်ကုတီကပြန်လာတော့ရေတစ်ခွက်တောက်တယ်ဥယျာဉ်ရေသားအောင်မလားဆိုပြီးတော့ရေခတ်ပေးမိပါတယ်နောက်တော့မှဘာဖြစ်လို့ရေခတ်ပေးမိပါလိမ့်လို့ကိုပြန်ပြီးတော့မေးမိပါတယ်နောက်တော့အတွေးရလာတယ်ဒီရသစ်ကြီးရတာတော်တော်နဲ့ပြန်ပုံမပေါ်ဘူးဒီရသစ်ပြန်လေအောင်ဖះရှိခိုမဆိုပြီးတော့ကဲဖះရှိခိုရမယ့်အချိန်ရောက်ပြီဖះရှိခိုတော့မယ်ဆိုပြီးတော့ဖះခန်းထဲဝင်ပြီးဖះရှိခိုတယ်ခါတိုင်းထက်ကြအောင်ဖះရှိခိုတယ်ဖះရှိခိုပြီးတော့ဥယျာဉ်တော့ပြန်လောက်ပြီးဆိုပြီးဖះခန်းထဲကထွက်လာတော့ဥယျာဉ်ကမပြန်မနဲ့ဘုံကြီးထိုင်တဲ့ကလတ်ထိုင်ပေါ်မှာထိုင်နေတာကိုတွေ့ရတယ်ဒါပေမဲ့ရုပ်ပြောင်းသွားတယ်စောစောကရုပ်မျိုးမဟုတ်တော့ဘူးဝတ်ဖြူစင်ကြယ်နဲ့ဖြစ်သွားတယ်သူကဘုံကြီးကိုကြည့်ပြီးဘာလို့တလဲလို့မေးပါတယ်ဘုံကြီးကလည်းဘာမှမလိုဘူးလို့ပြောလိုက်ပါတယ်အဲ့ဒီတော့သူကစာရွက်တစ်ရက်နဲ့ရေးစရာတောင်းတယ်ဘုံကြီးကဗလာစာအုပ်နဲ့ခဲတံပေးလိုက်တယ်သူကဗလာစာအုပ်ကိုလမ်းပြီးတော့စာရွက်ပေါ်မှာခဲတံနဲ့ရေးတယ်သူခဲတံကင်ပုံကဘုံကြီးတို့ကင်ပုံမျိုးမဟုတ်ဘူးခဲတံကိုလက်ဝါးထဲထည့်ပြီးတော့လက်သီးစုပ်တယ်လို့မျိုးကင်တယ်ဂါထာတစ်ပုဒ်ရေးတယ်ပြီးတော့ဘုံကြီးကိုပေးတယ်ဘုံကြီးကဒါဘာလို့ရမှာလဲလို့မေးတော့လိုရ3ဘောလို့ဆိုပြီးတော့ထွက်သွားပါတယ်ဒါနဲ့ဘုံကြီးကရိုးရိုးရဲတက်တော့ဟုတ်ဟန်မတူဘူးထူးခြားတယ်ဆိုပြီးတော့လိုက်ကြည့်တယ်မတွေ့တော့ဘူးဆရာကြီးလည်းသိတာပဲ9000ဘုံကြီးကျောင်းကအထွက်မှာယထာလန်းရှိတယ်ဘုံကြီးကယထာလန်းနာအထိလိုက်သွားတယ်ယထာလန်းနာမှာကလားကြီးတွေရှိတယ်အဲ့ဒီကလားကြီးတွေကိုဒီနားမှာဝုဖြူစင်ကြံတဲ့ပုဂ္ဂိုလ်တူမလာဘူးလားလို့မေးကြည့်တော့အဲ့ဒီကလားကြီးတွေကမလာဘူးမမြင်ဘူးလို့ပြောတယ်9000ကျောင်းနဲ့ဘလောက်မှဝေးတာမဟုတ်ဘူးနော်ဒါနဲ့ဘုံကြီးလည်းကျောင်းကိုပြန်ပြီးသူရေးထားတဲ့ဂါထာကိုဖတ်ကြည့်ပြီးတော့ဗလာစာအုပ်ထဲမှာတင်ထားလိုက်တယ်နောက်3ရက်လောက်ကြာတော့လူ3ဦးရောက်လာတယ်သူတို့ကရှောက်တယ်တပည့်တော်တို့ရွှေစံတော်မှာအဋိဋ္ဌံဝင်ဖို့လာကြတာပါတဲ့အရှင်ဘုရားကျောင်းမှာတဲခွင့်ပြုပါတဲ့ဒီတော့ဘုန်းကြီးကနေစရာကတော့စွန့်ချက်ယုံပဲရှိတယ်အဲ့ဒီမှာတဲကြဖို့လို့ပြောလိုက်တယ်အဲ့ဒီတော့သူတို့ကရပါတယ်ဘုရားတဲ့တပည့်တော်တို့ကိုတောက်ရည်ဦးတလုံးစွန့်ပါလို့ရှောက်တယ်ဒါနဲ့ဘုန်းကြီးကတောက်ရည်ဦးရဲ့ရေဦးဖုံးရဲ့ရေခွက်ရဲ့စွန့်လိုက်တယ်သူတို့ကမနဲ့လင်းတာနဲ့ရွှေစံတော်ကိုသွားကြတယ်မူးချုပ်မှပြန်ရောက်လာကြတယ်3ရက်ပြည့်တဲ့ညမှာတော့သူတို့ဘုံကြီးစီရောက်လာပါတယ်ဘုံကြီးကိုကြော့ပြီးတော့တကားကြီးတူကအရှင်ဘုရားကျောင်းကိုပထမန်ဘိုးဘိုးအောင်လာသွားပါတယ်ဘုရားဂါထာလည်းရေးပြီးသွားပါတယ်ဘုရားအဲ့ဒီဂါထာကိုတပည့်တော်တို့ကိုစွန့်ပါဘုရားလို့ရှောက်ပါတယ်အဲ့တော့ဘုံကြီးကပထမန်ဘိုးဘိုးအောင်လာပါလားတော့မသိဘူးပုဂ္ဂိုလ်တူတော့လာတယ်လိုရ3ဘိုးဆိုပြီးတော့ဂါထာရေးပြီးသွားတယ်လို့ပြောတော့စောစောကရှောက်တင်တဲ့တကားကပဲအဲ့ဒီပထမန်ရေးပြီးသွားတဲ့ဂါထာပါဘုရားအဲ့ဒါကိုစွန့်ပါဘုရားလို့ရှောက်တယ်ဒါနဲ့ဘုန်းကြီးကလည်းအဲ့ဒီဂါထာကိုပေးလိုက်တယ်အဲ့ဒီခါမှာကျွန်ုပ်ကဆရာတော်ဘုရားကြီးအဲ့ဒီဂါထာကိုရသေးသလားဘုရားလို့ကျွန်ုပ်ကမေးလျှောက်လိုက်ပါတယ်အဲ့ဒီခါမှာဆရာတော်ကရပါတယ်ဆရာကြီးကလိုချင်လို့လားလိုချင်လိုက်ရေးဆိုပြီးတော့ဂါထာကိုရွတ်ပြပါတယ်ဂါထာလေးကတော့ဗုဒ္ဓောဗုဒ္ဓတအိဒိဗုဒ္ဓတနေမိတံဓာတုဗုဒ္ဓောဘဂဝါတုမကံအတ္တဒါဝံနေမိတံဗုဒ္ဓောဗုဒ္ဓောဗုဒ္ဓတအိဒိဗုဒ္ဓတနေမိတံစိတ်တံဗုဒ္ဓောဗုဒ္ဓောဗုဒ္ဓတ
အိဒီဗုဒ္ဓတနေမိတံကာယဗုဒ္ဓဗုဒ္ဓဗုဒ္ဓတအိဒီဗုဒ္ဓတနေမိတံစိတ်တံဗုဒ္ဓဂါထာရေးပြီးသွားတဲ့အခါမှာဂါထာကတူပါတယ်ကြက်လို့လွယ်ပါတယ်လို့ကျွန်တော်ကရှောက်လိုက်ပါတယ်အဲ့ဒီခါမှာဆရာတော်ဘုရားကြီးကဆရာကြီးလို့သုံးပေါ်လို့မိတ်ပါတယ်အဲ့ဒီနောက်မှာကျွန်တော်တို့ဟာဆရာတော်ဘုရားကြီးရဲ့အခန်းထဲကနေထွက်လာခဲ့ကြပါတယ်ခရစ်နှစ်2004ခုနှစ်မှာပြည်မြို့လေးစုဓာတ်ပျော်ရွှေစံတော်ဇီဒီမြတ်ကြီးဂောဘကဖွဲ့ဟာရခင်မဟာဗောဓိအသင်းကထုတ်ဝေခဲ့တဲ့ပထမဦးအောင်အထောက်ပတ္တိအကျဉ်းကိုပြန်လည်ထုတ်ဝေဖို့ကျွန်ုပ်ကိုတာဝန်ပေးအပ်ခဲ့ပါတယ်ကျွန်ုပ်ဟာမဟာပထမဘူဘိုးအောင်နဲ့ဆက်ဆက်ပြီးအများသူငါတို့ကြဲကြဲပြန့်ပြန့်သိနိုင်ကြစေဖို့အတွက်မဟာပထမဘူဘိုးအောင်နဲ့ဆက်ဆိုင်တဲ့အချက်လက်တွေကိုရှာဖွေစုဆောင်းပြီးအဲ့ဒီစာအုပ်မှာဖော်ပြခဲ့ပါတယ်အဲ့ဒီဂါထာကိုလည်းဖော်ပြခဲ့ပါတယ်ဂါထာအောက်ခြေမှာတော့အထက်ပါဂါထာသည်မဟာပထမဘူဘိုးအောင်ကိုယ်တိုင်ရေးပေးခဲ့သောဂါထာဖြစ်သည်ဟုပြည်မြို့နိုင်ငံတော်ဩဝါဒစရိယအဘိဓဇအဂမဟာသတ္တမဇောတိကဗဒ္ဒန္တဝိလာသာစာရမဟာထေစကားတော်ဆရာတော်ဘုရားကြီးကမိတ်ဆိုပါသည်လို့ဖော်ပြခဲ့ပါတယ်နောက်ထပ်မြဝေပေးမဲ့ဂါထာတစ်ပုဒ်ကတော့ခုနှစ်နေနံတံပြန်မန္တန်အကြောင်းလေးပဲဖြစ်ပါတယ်တကယ်တော့လောကီပညာမှာတံပြန်ဂါထာမန္တန်တွေအင်းစမတွေကအများကြီးပါအဲ့ဒီထဲကမှထူးခြားရှားပါပြီးတော့လွယ်ကူတဲ့ရှေးမန္တန်တစ်ပုဒ်ကိုမြဝေတင်ဆက်ပေးပါမယ်ဒီမန္တန်ကိုဘယ်နေ့မဆိုမနက်ပိုင်းအချိန်တွေမှာရွတ်ဆိုနိုင်ပါတယ်မရွတ်ရသေးခင်မှာအရင်ဆုံးမြတ်စွာဘုရားကိုစွန်းပန်းရေချမ်းစီမီနသာတိုင်းစသဖြင့်တတ်နိုင်သလောက်ကတ်လူပူဇော်ရပါမယ်တိတိကျကျကန့်သတ်ထားတာမျိုးတော့မရှိပါဘူးပြီးတော့ဘုရားရှိခိုးတရဏဂုံစောက်တီငါးပါးသီလခံယူပြီးတော့မေတ္တာသုံးကို9ခေါက်ရွတ်ရပါဦးမယ်အားလုံးပြီးမှပဲမန္တန်ကို38ခေါက်ရွတ်ဆိုရပါမယ်အခုပြောခဲ့တာတွေကိုမလုပ်ဘဲနဲ့အထူးသဖြင့်မေတ္တာသုံး9ခေါက်ကိုအရင်မရွတ်ပဲမန္တန်ကိုအလောတကြီးမရွတ်သင့်ကြောင်းကိုတော့သတိပေးလိုပါတယ်ဒါအပြင်အပူတပြင်းအကြောင်းကိစ္စမရှိပဲလည်းမရွတ်သင့်ပါဘူးအောက်လန်ပယောဂတွေပြူစားမှုတွေအတိုက်ခိုက်တွေစသဖြင့်ရှိလာမှပဲနေစဉ်ရက်ဆက်ရက်တပတ်သို့မဟုတ်2ပတ်လောက်ကြာအောင်ရွတ်နိုင်ပါတယ်တနေ့ထက်အများကြီးလည်းမရွတ်သင့်မနဲ့38ခေါက်ဆိုရင်လုံလောက်ပါပြီဒီမန္တန်ကိုရွတ်တဲ့နေ့တွေအတွင်းမှာတာကြီးငါကြီးခြေလေးချောင်းသားနဲ့အရက်သေးစာတို့ကိုရှောင်ရှားပေးရပါမယ်အဘယ်သို့သောတံပြန်နီးကိုမဆိုဒေါသမာနသူတစ်ပါးကိုဒုက္ခပေးလို့စိတ်စတာတွေနဲ့မပြုလုပ်သင့်ပဲကိုယ်မကောင်းကြံတဲ့သူနောင်ကျင်သွားပြီးအာကုသို့အလုပ်တွေဆက်မလုပ်တော့အောင်ဆိုတဲ့စိတ်မျိုးနဲ့ပဲပြုလုပ်သင့်ပါတယ်မဟုတ်ရင်ကိုယ်တိုင်အာကုသို့ရပြီးအပြစ်ဖြစ်တဲ့ဒုက္ခရောက်တတ်ပါတယ်မန္တလေးကတော့အုံချင်းသစ်ဟိုင်းဆုံဂလုံနဂါကြားချင်းကြွက်ချင်းစင်ပူးချင်းသင်းတို့အတက်သင်းတို့သက်သည်သင်းတို့အတက်သင်းတို့ပြန်သည်အုံအရဟံပြန်เสียပြန်ဗုဒ္ဓံတရဏံဂစ္ဆာမိဓမ္မံတရဏံဂစ္ဆာမိသံဃံတရဏံဂစ္ဆာမိသွားဟမန္တန်ရဲ့အဓိပ္ပာယ်ကိုတော့အသေးစိတ်မပြောပြတော့ပါဘူးစစ်ဖတ်ကြည့်မယ်ဆိုရင်နားလည်လာပါလိမ့်မယ်ဒီနေရာမှာလောကီပညာရဲ့ထုံးစံအတိုင်းပါဝင်နေတဲ့အုံကိုမဖြုတ်တာကကောင်းပါလိမ့်မယ်မန္တန်ကိုရွတ်ပြီးရင်လည်းဘာမှအထူးတလဲဆူတောင်းစရာမလိုပဲကုသိုလ်ကိုပဲများများပြုလုပ်ပေးသင့်ပါတယ်